မင်္ဂလာဆောင်ပြီးမှတီလိုက်ရတဲ့ကိုငယ်မိသားစုရဲ့စိတ်ရင်းမှန်တွေကိုအခုလိုမျိုးဖွင့်ကြလာတဲ့ဆိုဗီတစ်စီရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါပရိသတ်များရှင်။မရခင်ကဖျာလိုလိတ်ထိပ်ပေါ်တင်ရပြီးရင်တော့ဖျာလိုခင်းနေချင်ကြတဲ့ဆိုတဲ့စကားပုံအတိုင်းအမျိုးသမီးတွေအနေနဲ့အိမ်အောင်ပြုတ်ပြီးတော့မှခင်မွန်းတဲ့နဲ့တစ်ဖက်မိသားစုရဲ့စိတ်သဘောထားအမှန်တွေကိုသိခွင့်ရတာလည်းဖြစ်ပါတယ်။အိမ်အောင်ကြပြီးကိုယ်ပိုင်ဖြစ်သွားတဲ့အချိန်မှာအခုလိုဂယုဆိုင်နေစရာမလိုတော့ဘူးလို့တွေးတက်ပြီးတော့ပြစ်ပယ်ထားတဲ့အမျိုးသားတွေရှိသလိုရောက်ခမတိုင်းကလည်းအနိုင်ယူကြတာတွေလည်းရှိပါတယ်အခုလည်းအိမ်အောင်ကြပြီးမင်္ဂလာဆောင်ချိန်မှာခင်မွန်းတဲ့ဟင်းဝင်းရဲ့မိသားစုဘလို့စိတ်သဘောထားရှိလဲဆိုတဲ့အမှန်တရားတွေကိုဆွေးနွေးတဲ့ကသိခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဒီအကြောင်းတွေကိုဖုံးဝယ်မထားဘဲအင်တာဗျူးမှာအခုလိုပဲထုတ်ပြောခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်တကယ်တော့ဆွေးနွေးတဲ့အနေနဲ့မင်္ဂလာဆောင်ပြီးသွားတာတော့အိမ်အောင်ကြတယ်လို့မခံစားရဘူးလို့ဆိုပါတယ်ရက်ခမမျက်နှာကြည့်ပြီးမနေချင်တာကြောင့်တိုင်ခွဲနေပေမဲ့ရက်ခမတွေကအမြဲတမ်းအိမ်ကိုဝင်ထွက်သွားလာပြီးတော့ဆွေပြည့်တို့နှစ်ယောက်တည်းလွတ်လွတ်လပ်လပ်နေရတာကိုမရှိပါဘူးခီးသွားတဲ့ခါတိုင်းမှာလည်းဟင်းဝင်းရရဲ့မိဘတွေနဲ့ညီမလေးတွေကအမြဲတမ်းလိုက်တက်ပါတယ်တကယ်တော့ဒီလိုဖြစ်ရတာကအနောက်ကနေအရန်လိုက်ပြီးတော့ချုပ်ချယ်နေတာမဟုတ်ပဲဆိုပြင်းတဲ့ဟင်းဝင်းရတို့နှစ်ယောက်တည်းနေရတာအစင်မပြေမှဆိုတာကြောင့်ရက်ခမတွေကအမြဲတမ်းလိုက်ပြီးတော့ယူဆိုင်ပေးနေတာပါအရင်ကမိဘအောက်ထိန်မှုအောက်မှာမိဘယူဆိုင်သမျှခံပြီးတော့နေထိုင်လာခဲ့ကြတဲ့သားသမီးတွေဖြစ်လို့တိုးတိုင်ခွဲနေတဲ့အခါမှာလည်းအစပိုင်းမှာမလုံတတ်မကင်တက်အိမ်အောင်မထိန်သိမ့်တတ်တာတွေဖြစ်တတ်ပါတယ်ဒီလိုသဘောတရားတွေကိုနားလည်တဲ့ဟင်းဝင်းရရဲ့မိခင်ဆွေးပြတဲ့စင်ရရောက်ခမတွေကသားနဲ့သမီးလိုအပ်တာမရှိရအောင်အင်ကိုအမြဲတမ်းလာပြီးတော့ဂရုစိုက်ပေးနေတာလည်းဖြစ်ပါတယ်မင်္ဂလာဦးအိမ်ကြီးကိုလည်းဟင်းဝင်းရရဲ့မိဘတွေကိုယ်တိုင်ပဲတိမ်ပေါင်းမြောက်များစွာအကုန်ခံပြီးတော့လက်ဖွဲ့ထားတာလည်းဖြစ်ပါတယ်ရှင်ဆိုဗီတစ်စင်ကိုလည်းသမီးလို့ခေါ်ပြီးတော့ချွေးမလို့သဘောမထားပဲတကယ်သမီးအရင်လိုသဘောထားတဲ့အကြောင်းရင်းကိုဆိုဗီတစ်စင်ကဝမ်းသာစွာနဲ့ပြောလာခဲ့တာလည်းတွေ့ရပါတယ်ရှင်။ရက်ခမချစ်ခံရတဲ့ချွေးမဆိုတာကတကယ်ကိုကံကောင်းမှုအကြီးကြီးကိုပိုင်ဆိုင်ထားရသလိုပါပဲ။အခုတော့ချွေးမအနေနဲ့တာမကသမီးအရင်လိုပါသဘောထားချစ်ခင်ပြီးတော့အိမ်ကိုအမြဲတမ်းလာကလိုအပ်တာတွေအကုန်လုံးလုပ်ပေးနေရင်းနဲ့အဆအဆရရဖြစ်စေပေးနေတာလည်းဖြစ်ပါတယ်။ဟဲဝင်းရဲ့ညီမလေးဆိုရင်လည်းဆိုဗီယက်ကိုအမအရင်လိုသဘောထားပြီးတော့ချစ်ပေးတဲ့အတွက်ဆိုဗီယက်ကတော့မိသားစုအသစ်လေးတစ်ခုထပ်မံရရှိလိုက်ရတယ်ဖြစ်သလိုဟဲဝင်းကလည်းအိမ်နောက်ပြုတ်အပြီးမှာပြောင်းလဲသွားတာလေးတွေတော့ရှိပေမဲ့ကောင်းသောပြောင်းလဲခြင်းလေးတွေပါအရင်ကချစ်စုံလေးလို့ခေါ်နေတာကနေအခုဆိုရင်တော့ချစ်စနီးလေးလို့ပြန်ခေါ်ပြီးတော့ဆိုဗီယက်ကိုအိမ်မှုကိစ္စတွေလည်းမခိုင်းမဲနဲ့အများကြီးပို့ပြီးတော့ချစ်ပေးနေတာလည်းဖြစ်ပါတယ်အခုလိုမျိုးအရန်ချရတဲ့မိသားစုတွေထဲကိုရောက်ရှိလာခဲ့ရတဲ့ဆိုတာမင်္ဂလာဆောင်ပြီးအတူနေတော့မှပို့ပြီးသိလာရတဲ့အကြောင်းရင်းကိုဆိုဗီတစ်စင်ကဝမ်းသာစွာနဲ့ထုတ်ကြွခဲ့တာလည်းဖြစ်ပါတယ်ဟင်းဝင်းရဲ့မိသားစုကဒီလိုချစ်ပေးသလိုဆိုဗီရဲ့မိဘတွေကလည်းဟင်းဝင်းကိုတာရင်တယောက်လိုချစ်တာလည်းဖြစ်ပါတယ်ဒီလိုမျိုးနှစ်ဖက်မိဘအတိုင်းအဝန်းအဆင်ပြေစွာနဲ့အခုဆိုရင်တော့နှုတ်ဦးသားကအလူဒါနကြီးကိုလည်းပြုခဲ့ပြီးတော့တကယ်ကိုပျော်ရွှင်စရာနဲ့အိမ်အောင်ရေးလေးကိုပိုင်ဆိုင်ထားတဲ့ငယ်ချင်းစုံတွဲလေးပဲဖြစ်ပါတယ်ရှင်ဒီဇနီးမောင်နှံကိုကြည့်ရင်တော့ပျော်ရွှင်မှုတွေထပ်တူကူးဆက်ပြီးတော့ပရိသတ်တွေကလည်းအိမ်အောင်ပြုတ်ချင်စိတ်တွေပေါ်လာမှအမှန်ပါပဲရှင်မင်္ဂလာဝဲတစ်ချောင်းလုံးမှာလည်းဆိုဗီတစ်စိတ်တိုင်းကြပြင်ဆင်ပေးခဲ့သလိုအိမ်အောင်ပြုတ်ခဲ့တုန်းကလည်းသမီးရင်းလိုသဘောထားချစ်ခင်ပေးနေတဲ့ရက်ခမတွေကိုပိုင်ဆိုင်ထားတဲ့ဆိုဗီတစ်ရဲ့အိမ်အောင်ရေးကိုပရိသတ်ကြီးတို့ရောသဘောကျမိရဲ့လားဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတော့လည်းအားလုံးကိုထူးကျေးဇူးတင်ပါတယ်ရှင်